Namo Tata Bhagavato Arahato Sammasambuddhassa. Namo Tata Bhagavato Arahato Sammasambuddhassa. Namo Tata Bhagavato Arahato Sammasambuddhassa. Bodho loki tamoppanno hitaya tabba panina. Dhammo loki tamoppanno tukkaya tabba panina. Tangho loki tamoppanno punyaya tabba panina. Buddha desina arindamo Buddho mi rakhatu nesa. Dhamma desina mahalabo Dhammo mi rakhatu tata. Tangha desina mahayato Tangho mi rakhatu dini. Namo te Buddha viyatu Vibhamudoti tabbati Tabbata patipanno tame. Tatami taranam bhava Araham Buddho Buddham taranam gissami. Akaliko Dhammo Dhammam taranam gissami. Taupati panno Tangho Tangham taranam gissami. Buddho tapinyuta jnano Dhammo lokuttaro nawa. Tangho magga phala titho. Aisidam yaranateyam Dina tissani thingamo Hotu me siya mingalam. Buddho Dukkha tissa Tamudaya tissa Nirodha tissa Magga tissa hu soကုန်သောသစ္စာလေးပါးမြတ်တရားကိုဆရာမကုတရားဘုဉာဏ်ဖြင့်ပိုင်းခြားထင်ထင်ကိုယ်တော်တိုင်သိမြင်တော်မူသောမြတ်စွာဘုရားသည်တပ္ပပါဏိနံခသိင်ကုန်သောတတ္တဝါအပေါင်းတို့၏ဟိတာယမဘ္ဗုနိဗ္ဗာန်တည်းဟူသောအကျိုးစီးပွားအလို့ငါလောကေတတ္တလောက၌သမုပ္ပန္နောသိစေရာတရားများကိုသိမြင်ကြားနာနိုင်ကြစေရန်ပွင့်ထွန်းကြွရောက်တော်မူခဲ့လေပြီဓမ္မောမလေးပါးဖူလိတံနိဗ္ဗာန်ပရိယတ္တိဟုသော7ပါးသောတရားတော်မြတ်တို့သည်တပ္ပပါဏိနံခသိင်ကုန်သောတတ္တဝါအပေါင်းတို့၏ဒုက္ခယမချမ်းသာဖို့ချမ်းသာနိဗ္ဗာန်ချမ်းသာဟုဆိုအပ်သောချမ်းသာဒုက္ခရကြစေခြင်းအလို့ငါလောကေတတ္တလောက၌သမုပ္ပန္နောဟောကြားပွင့်ထွန်းပေါ်ပေါက်တော်မူခဲ့လေပြီတံဃောမဂ္ဂဒံ၄ပါးဖလထံ၄ပါးအပေါင်းအားဖြင့်7ပါးကုန်သောယဟန်တန်ဃာတော်အရှင်သူမြတ်တို့သည်တပ္ပပါဏိနံခသိင်ကုန်သောတတ္တဝါအပေါင်းတို့၏ပုံညာယကောင်းမှုကုသိုလ်အကျိုးများဖြစ်ထွန်းတိုးပွားကြစေခြင်းအလို့ငါလောကေတတ္တလောက၌သမုပ္ပန္နောထင်ရှားစွာပေါ်ထွန်းတော်မူခဲ့ကြလေပြီမေဖျားတပည့်တော်သည်ဗုဒ္ဓဒေစေနရှင်တော်မြတ်ဖျားဤတကူချိန်သောမေတ္တာတော်အာနုဘောကြောင့်အရိန္ဒမောယံပေါင်းကိုအောင်နိုင်ခြင်းသည်ဟောတုဖြစ်ပါစေတည်းဗုဒ္ဓမြတ်စွာဘုရားသည်မေဖျားတပည့်တော်အား
နေဆံထာဝစဉ်အမြဲရခန္တုစောင့်ရှောက်တော်မူပါစေတည်းမေဖျားတပည့်တော်သည်ဓမ္မတေစေနတရားတော်မြတ်ဤတကူချိန်သောမေတ္တာတော်အာနုဘောကြောင့်မဟာလာဘောကြီးမားသောလတ်လာဘပေါ်များခြင်းသည်ဟောတုဖြစ်ပါစေတည်းဓမ္မောတရားတော်မြတ်သည်မေဖျားတပည့်တော်အားတရာအခါခတ်သိရခတုစောင့်ရှောက်တော်မူပါစေတည်းမေဖျားတပည့်တော်အားတန်ခတေစေနတန်ဃာတော်မြတ်တို့ဤတကူချိန်သောမေတ္တာတော်အာနုဘောကြောင့်မဟာယသောကြီးမြတ်သောအရှံယံပေါ်များခြင်းသည်ဟောတုဖြစ်ပါစေတည်းတန်ဃောတန်ဃာတော်မြတ်တို့သည်မေဖျားတပည့်တော်အားဒီနေ့တိုင်းသာလျင်ရခတုစောင့်ရှောက်တော်မူပါစေတည်းဝီရလွန်စွာကြီးမားတော်မူလာသောလုံလဝရိယလည်းရှိတော်မူထသောဗုဒ္ဓသုံးလူထိုထားခြင်းတော်မြတ်ဖေယာတေခြင်းတော်မြတ်စွာဘုရားအားမေဖျားတပည့်တော်ဤနမောပူဇော်ဝတ်ဆင်းချစ်ကိုခြင်းသည်အတုဖြစ်ပါစေတည်းတွန်ခြင်းတော်မြတ်စွာဘုရားသည်တပ္ပတိအထဘဝအောက်အဝီစီရှိသမျှယထာနာတို့၌ဝိပမုတ်တော်နှိစ္စကလူယံဟုသမျှကင်ပါလာသည်အာတိဧကံစင်စစ်အမှန်ဖြစ်ပါ၏အရှင်ဖေယအဟံဘုရားတပည့်တော်မှာမူကားတမ္ပါဒပတိပန်တော်ကျင်းမြောင်းချုပ်ချေရန်သူလက်ဝေ၌ဒုက္ခအခက်ခဲနှင့်ရင်ဆိုင်တွေ့ကြုံနေရသည်အသမိန်ဖြစ်ပါတော့သည်အရှင်ဖေယတွန်အရှင်ဖေယသည်တတ္တမေချမ်းသာကင်းဝေးဒုက္ခဘေးရောက်၍နေသောဘုရားတပည့်တော်ဤတရဏံကိုယ်ွယ်အားထားပုံအောင်မိကိုရသည်ဘဝဖြစ်တော်မူပါအရှင်ဖေယဗုဒ္ဓသုံးလူရှင်ပင်မြတ်သခင်သည်အရဟံလူနတ်မြမတတ္တဝါအပေါင်းတို့ဤပူဇော်ထုကိုခိုင်တော်မူထိုက်ပါပေ၏အဟံဘုရားတပည့်တော်သည်ဗုဒ္ဓမြတ်စွာဘုရားကိုတရဏံကိုယ်ွယ်အားထားရာဟု၍ကိစ္ဆာမိယုံကြည်စွာစီကပ်ပါ၏ဓမ္မောတရားတော်မြတ်သည်အကာလိကောအချိန်အခါမလင့်ကောင်းကျိုးချမ်းသာကိုပေးသနာတော်မူတတ်၏အဟံဘုရားတပည့်တော်သည်ဓမ္မံတရားတော်မြတ်ကိုတရဏံကိုယ်ွယ်အားထားရာဟု၍ကိစ္ဆာမိစီကပ်ပါ၏တန်ဃောမြတ်စွာဘုရား၏တပည့်သာငါတော်ရှင်သူမြတ်တို့သည်သုပ္ပတိပန်တော်ကောင်းမွန်စွာကျင့်တတ်၏အဟံဘုရားတပည့်တော်သည်တန်ခမ်းတန်ဃာတော်ရှင်သူမြတ်တို့အားတရဏံကိုယ်ွယ်ရာဟု၍ကိစ္ဆာမိယုံကြည်စွာစီကပ်ပါ၏တဗ္ဗညုတညာနောနိုင်သမတံတဗ္ဗညုတဉာဏ်တော်ရှိတော်မူသောပုဂ္ဂိုလ်သည်ဗုဒ္ဓဖျားစင်စစ်ဧကံဖြစ်တော်မူပါ၏နဝလောကုတ္တရောကိုပါသောလောကုတ္တရာတရားတို့သည်ဓမ္မောတရားတော်စင်စစ်ဧကံဖြစ်တော်မူပါပေ၏မဂ္ဂဖလတေထောမတ်ဖို့တို့၌
တီသောပုဂ္ဂိုလ်တို့သည်တန်ဃောတန်ဃာတော်စင်စိတ်ဧကံဖြစ်တော်မူပါပေ၏အိစေတံဤယရဏမြတ်သုံးပါးသာလျင်ယရဏတယံအမျက်ဆုံးသောချစ်ခိုးပူဇော်စရာယရဏတို့မြည်တော်မူပါပေ၏တေနသစ္စာနေထိုသို့မှန်ကန်စွာပြောဆိုရသောသစ္စာစကားကြောင့်သင်္ကာမောတွေ့ဆုံသမျှယံအန္တရေဒုက္ခခက်ခဲဟုသမျှကိုမေဖျားတပည့်တော်အားဇေယမင်္ဂလံအောင်မြင်လွတ်ကင်းချမ်းသာခြင်းသည်ဟောတုဖြစ်ပါစေတည်းနမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဗုဒ္ဓလောကေသမုပ္ပန္နောဟိတာယတပ္ပပါဏိနံဓမ္မောလောကေသမုပ္ပန္နောဒုက္ခယတပ္ပပါဏိနံတံဃောလောကေသမုပ္ပန္နောပုည္ညာယတပ္ပပါဏိနံဗုဒ္ဓတေဇေနအရိန္ဒမောဗုဒ္ဓောမေရခတုနေသံဓမ္မတေဇေနမဟာလာဘောဓမ္မောမေရခတုတတ္တာတံဃတေဇေနမဟာယတောတံဃောမေရခတုဒီနေနမောတေဗုဒ္ဓဝိယထုဝိပါမုတောတိတပ္ပတိတမ္ပါဒပတိပန္နောတမိတတမေတရဏံဘဝအရဟံဗုဒ္ဓောဗုဒ္ဓံတရဏံကိသာမိအာကာလိကောဓမ္မောဓမ္မံတရဏံကိသာမိသုပ္ပတိပန္နောတံဃောတံဃံတရဏံကိသာမိဗုဒ္ဓောတပိညုတညာနောဓမ္မောလောကုတ္တရောနဝတံဃောမကဖလတေထောဣဇေတံယရဏတယံဒီနာသစ္စာနေသင်္ကာမောဟောတုမေဇေယမင်္ဂလံဗုဒ္ဓောဒုက္ခသစ္စာသမုဒယသစ္စာနိရောဓသစ္စာမဂ္ဂသစ္စာဟုဆိုအပ်ကုန်သောသစ္စာလေးပါးမြတ်တရားကိုဇေယမကုတယံဘုဉာဏ်ဖြင့်ပိုင်းခြားတင်ကိုယ်တော်တိုင်သိမြင်တော်မူသောမြတ်စွာဘုရားသည်တပ္ပပါဏိနံခသိင်ကုန်သောတတ္တဝါအပေါင်းတို့၏ဟိတာယမဘုနိဗ္ဗာန်တည်းဟူသောအကျိုးစီးပွားအလို့ငါလောကေတတ္တလောက၌သမုပ္ပန္နောသိစေရတရားများကိုသိမြင်ကြားနာနိုင်ကြစေရန်ပွင့်ထွန်းကြွရောက်တော်မူခဲ့လေပြီဓမ္မောမလေးပါဖူလီတံနိဗ္ဗာန်ပရိယတည်းဟူသောစေပါသောတရားတော်မြတ်တို့သည်တပ္ပပါဏိနံခသိင်ကုန်သောတတ္တဝါအပေါင်းတို့၏ဒုက္ခယမချမ်းသာဖို့ချမ်းသာနိဗ္ဗာန်ချမ်းသာဟုဆိုအပ်သောချမ်းသာဒုက္ခရကြစေခြင်းအလို့ငါလောကေတတ္တလောက၌သမုပ္ပန္နောဟောကြားပွင့်ထွန်းပေါ်ပေါက်တော်မူခဲ့လေပြီတံဃောမဂ္ဂဒံ၄ပါးဖလထံ၄ပါးအပေါင်းအားဖြင့်၈ပါးကုန်သော
ယဟန်တန်ဃာတော်အရှင်သူမြတ်တို့သည်တပ္ပပါဏိနံခသိန်းကုန်သောတတ္တဝါအပေါင်းတို့၏ပုံညာယကောင်းမှုကုသိုလ်အကျိုးများဖြစ်ထွန်းတိုးပွားကြစေခြင်းအလို့ငါလောကီတတ္တလောက၌တမ္မုပ္ပန္နောထင်ရှားစွာပေါ်ထွန်းတော်မူခဲ့ကြလေပြီမေဖျားတပည့်တော်သည်ဗုဒ္ဓဒေဇေနရှင်တော်မြတ်ဖျားဤတကူရှင်သောမေတ္တာတော်အာနုဘော်ကြောင့်အရိန္ဒမောယံပေါင်းကိုအောင်နိုင်ခြင်းသည်ဟောတုဖြစ်ပါစေတည်းဗုဒ္ဓမြတ်စွာဘုရားသည်မေဖျားတပည့်တော်အားနေဆံထာဝစဉ်အမြဲရက္ခန္တုစောင့်ရှောက်တော်မူပါစေတည်းမေဖျားတပည့်တော်သည်ဓမ္မတေဇေနတရားတော်မြတ်ဤတကူရှင်သောမေတ္တာတော်အာနုဘော်ကြောင့်မဟာလာဘောကြီးမားသောလတ်လာဘပေါ်များခြင်းသည်ဟောတုဖြစ်ပါစေတည်းဓမ္မောတရားတော်မြတ်သည်မေဖျားတပည့်တော်အားတရာအခါခတ်သိရက္ခတုစောင့်ရှောက်တော်မူပါစေတည်းမေဖျားတပည့်တော်အားတန်ခတေဇေနတန်ဃာတော်မြတ်တို့ဤတကူရှင်သောမေတ္တာတော်အာနုဘော်ကြောင့်မဟာယသောကြီးမြတ်သောအရှံယံပေါ်များခြင်းသည်ဟောတုဖြစ်ပါစေတည်းတန်ဃောတန်ဃာတော်မြတ်တို့သည်မေဖျားတပည့်တော်အားဒီနေ့တိုင်းသာလျင်ရက္ခတုစောင့်ရှောက်တော်မူပါစေတည်းဝီရလွန်စွာကြီးမားတော်မူလာသောလုံလဝရိယလည်းရှိတော်မူထသောဗုဒ္ဓသုံးလူထိုထားရှင်တော်မြတ်ဖေယာတေရှင်တော်မြတ်စွာဘုရားအားမေဖျားတပည့်တော်ဤနမောပူဇော်ဝတ်ဆင်းချစ်ကိုခြင်းသည်အတုဖြစ်ပါစေတည်းတွန်ရှင်တော်မြတ်စွာဘုရားသည်တပ္ပတိအထဘဝအောက်အဝီစီရှိသည်မြယထာနာတို့၌ဝိပမုတ်တော်နှိစ္စကလူယံဟုသည်မြကင်ပါလာသည်အာတိဧကံစင်စစ်အမှန်ဖြစ်ပါ၏အရှင်ဖေယအဟံဘုရားတပည့်တော်မှာမူကားတမ္ပါဒပတိပန္နောကျင်းမြောင်းချုပ်ချေယံသူလက်ဝေ၌ဒုက္ခအခက်ခဲနှင့်ရင်ဆိုင်တွေ့ကြုံနေရသည်အသမိန်ဖြစ်ပါတော့သည်အရှင်ဖေယတွန်အရှင်ဖေယသည်တတ္တမေချမ်းသာကင်းဝေးဒုက္ခဘေးရောက်၍နေသောဘုရားတပည့်တော်ဤတရဏံကိုယ်ွယ်အားထားပုံအောင်မိကိုရသည်ဘဝဖြစ်တော်မူပါအရှင်ဖေယဗုဒ္ဓသုံးလူရှင်ပင်မြတ်သခင်သည်အရဟံလူနတ်မြမာတတ္တဝါအပေါင်းတို့ဤပူဇော်ထုကိုခံတော်မူထိုက်ပါပေ၏အဟံဘုရားတပည့်တော်သည်ဗုဒ္ဓမြတ်စွာဘုရားကိုတရဏံကိုယ်ွယ်အားထားရဟု၍ကိစ္ဆာမိယုံကြည်စွာစီကပ်ပါ၏ဓမ္မောတရားတော်မြတ်သည်အကာလိကောအချိန်အခါမလင့်ကောင်းကျိုးချမ်းသာကိုပေးသနာတော်မူတတ်၏အဟံဘုရားတပည့်တော်သည်ဓမ္မံတရားတော်မြတ်ကိုတရဏံကိုယ်ွယ်အားထားရဟု၍ကိစ္ဆာမိစီကပ်ပါ၏တန်ဃောမြတ်စွာဘုရား၏တပည့်တန်ဃာတော်ရှင်သူမြတ်တို့သည်
သုပတိပန္နောကောင်းမွန်စွာကျင့်တတ်၏အဟံဘုရားတပည့်တော်သည်တံဃံတန်ဃာတော်ရှင်သူမြတ်တို့အားတရဏံကိုးကွယ်ရာဟု၍ကိစ္ဆာမိယုံကြည်စွာစီကပ်ပါ၏တဗ္ဗညုတညာနောနိုင်သမတံတဗ္ဗညုတဉာဏ်တော်ရှိတော်မူသောပုဂ္ဂိုလ်သည်ဗုဒ္ဓဖျားစင်စစ်ဧကံဖြစ်တော်မူပါ၏နဝလောကုတ္တရောကိုးပါသောလောကုတ္တရာတရားတို့သည်ဓမ္မောတရားတော်စင်စစ်ဧကံဖြစ်တော်မူပါပေ၏မဂ္ဂဖလတေထောမတ်ဖို့တို့၌တည်သောပုဂ္ဂိုလ်တို့သည်တန်ဃောတန်ဃာတော်စင်စစ်ဧကံဖြစ်တော်မူပါပေ၏အိစေတံဤယရဏမြတ်သုံးပါးသာလျင်ယရဏတယံအမျက်ဆုံးသောချစ်ကိုပူဇော်စရာယရဏတို့မြည်တော်မူပါပေ၏တေနသစ္စာနေထိုသို့မှန်ကန်စွာပြောဆိုရသောသစ္စာစကားကြောင့်သင်္ကာမောတွေ့ဆုံးသမျှယံအန္တရေဒုက္ခခက်ခဲဟုသမျှကိုမေဖျားတပည့်တော်အားဇေယမင်္ဂလံအောင်မြင်လုကင်းချမ်းသာခြင်းသည်ဟောတုဖြစ်ပါစေတည်းနမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဗုဒ္ဓလောကေသမုပ္ပန္နောဟိတာယတပ္ပပါဏိနံဓမ္မောလောကေသမုပ္ပန္နောဒုက္ခယတပ္ပပါဏိနံတံဃောလောကေသမုပ္ပန္နောပုည္ညာယတပ္ပပါဏိနံဗုဒ္ဓတေဇေနအရိန္ဒမောဗုဒ္ဓောမေရခတုနေသံဓမ္မတေဇေနမဟာလာဘောဓမ္မောမေရခတုတတ္တာတံဃတေဇေနမဟာယတောတံဃောမေရခတုဒီနေနမောတေဗုဒ္ဓဝိယထုဝိပါမုတောတိတပ္ပတိတမ္ပါဒပတိပန္နောတမိတတမေတရဏံဘဝအရဟံဗုဒ္ဓောဗုဒ္ဓံတရဏံကိစ္ဆာမိအာဂါလိကောဓမ္မောဓမ္မံတရဏံကိစ္ဆာမိသုပတိပန္နောတံဃောတံဃံတရဏံကိစ္ဆာမိဗုဒ္ဓောတဗ္ဗညုတညာနောဓမ္မောလောကုတ္တရောနဝတံဃောမဂ္ဂဖလတေထောဣဇေတံယရဏတယံဒီနာသစ္စာနေသင်္ကာမောဟောတုမေဇယမင်္ဂလံဗုဒ္ဓောဒုက္ခသစ္စာသမုဒယသစ္စာနိရောဓသစ္စာမဂ္ဂသစ္စာဟုဆိုအပ်ကုန်သောသစ္စာလေးပါးမြတ်တရားကိုဇေယမကုတယံဘုဉာဏ်ဖြင့်ပိုင်းခြားတင်ကိုယ်တော်တိုင်သိမြင်တော်မူသောမြတ်စွာဘုရားသည်တပ္ပပါဏိနံခသိင်ကုန်သောတတ္တဝါပေါင်းတို့၏ဟိတာယမဘုနိဗ္ဗာန်တည်းဟူသောအကျိုးစီးပွားအလို့ငါလောကေတတ္တလောက၌သမုပ္ပန္နောသိစေရာတရားများကိုသိမြင်ကြားနာနိုင်ကြစေရန်
ပွင့်ထွန်းကြွရောက်တော်မူခဲ့လေပြီဓမ္မောမလေးပါဖိုလီတံနိဗ္ဗာန်ပရိယတ္တိဟုသောစေပါသောတရားတော်မြတ်တို့သည်တပ္ပပါဏိနံခတ်သိမ်းကုန်သောတတ္တဝါအပေါင်းတို့၏ဒုက္ခယမရှမ်းသာဖိုရှမ်းသာနိဗ္ဗာန်ရှမ်းသာဟုဆိုအပ်သောရှမ်းသာဒုက္ခရကြစေခြင်းအလို့ငါလောကေတတ္တလောက၌သမုပ္ပန္နောဟောကြားပွင့်ထွန်းပေါ်ပေါက်တော်မူခဲ့လေပြီတံဃောမဂ္ဂဒံ၄ပါးဖလထံ၄ပါးအပေါင်းအားဖြင့်၈ပါးကုန်သောယဟန်တန်ဃာတော်အရှင်သူမြတ်တို့သည်တပ္ပပါဏိနံခတ်သိမ်းကုန်သောတတ္တဝါအပေါင်းတို့၏ပုံညာယကောင်းမှုကုသိုလ်အကျိုးများဖြစ်ထွန်းတိုးပွားကြစေခြင်းအလို့ငါလောကေတတ္တလောက၌သမုပ္ပန္နောထင်ရှားစွာပေါ်ထွန်းတော်မူခဲ့ကြလေပြီမေဖျားတပည့်တော်သည်ဗုဒ္ဓဒေဇေနရှင်တော်မြတ်ဖျားဤတကူရှင်သောမေတ္တာတော်အာနုဘော်ကြောင့်အရိန္ဒမောယံပေါင်းကိုအောင်နိုင်ခြင်းသည်ဟောတုဖြစ်ပါစေတည်းဗုဒ္ဓမြတ်စွာဘုရားသည်မေဖျားတပည့်တော်အားနေဆံထာဝစဉ်အမြဲရကံသူစောင့်ရှောက်တော်မူပါစေတည်းမေဖျားတပည့်တော်သည်ဓမ္မတေဇေနတရားတော်မြတ်ဤတကူရှင်သောမေတ္တာတော်အာနုဘော်ကြောင့်မဟာလာဘောကြီးမားသောလက်လာဘပေါ်များခြင်းသည်ဟောတုဖြစ်ပါစေတည်းဓမ္မောတရားတော်မြတ်သည်မေဖျားတပည့်တော်အားတရာအခါခတ်သိရခတုစောင့်ရှောက်တော်မူပါစေတည်းမေဖျားတပည့်တော်အားတန်ခတေစီနတန်ဃာတော်မြတ်တို့ဤတကူရှင်သောမေတ္တာတော်အာနုဘော်ကြောင့်မဟာယတ်သောကြီးမြတ်သောအရှံယံပေါ်များခြင်းသည်ဟောတုဖြစ်ပါစေတည်းတန်ဃောတန်ဃာတော်မြတ်တို့သည်မေဖျားတပည့်တော်အားဒီနေ့တိုင်းသာလျင်ရခတုစောင့်ရှောက်တော်မူပါစေတည်းဝီရလွန်စွာကြီးမားတော်မူလာသောလုံလဝရိယလည်းရှိတော်မူထသောဗုဒ္ဓသုံးလူထိုထားရှင်တော်မြတ်ဖေယာတေရှင်တော်မြတ်စွာဘုရားအားမေဖျားတပည့်တော်ဤနမောပူဇော်ဝတ်ဆင်းချစ်ကိုခြင်းသည်အတုဖြစ်ပါစေတည်းတွန်ရှင်တော်မြတ်စွာဘုရားသည်တပ္ပတိအထဘဝအောက်အဝီစီရှိသည်မြယထာနာတို့၌ဝိပမုတ်တော်နှိစ္စကလူယံဟုသည်မြကင်ပါလာသည်အာတိဧကံစင်စစ်အမှန်ဖြစ်ပါ၏အရှင်ဖေယအဟံဘုရားတပည့်တော်မှာမူကားတမ္ပါဒပတိပန္နောကျင်းမြောင်းချုပ်ချေရန်သူလက်ဝေ၌ဒုက္ခအခက်ခဲနှင့်ရင်ဆိုင်တွေ့ကြုံနေရသည်အသမိန်ဖြစ်ပါတော့သည်အရှင်ဖေယတွန်အရှင်ဖေယသည်တတ္တမေချမ်းသာကင်းဝေးဒုက္ခဘေးရောက်၍နေသောဘုရားတပည့်တော်ဤတရဏံကိုယ်ွယ်အားထားပုံအောင်မိကိုရသည်ဘဝဖြစ်တော်မူပါအရှင်ဖေယဗုဒ္ဓသုံးလူရှင်ပင်မြတ်သခင်သည်အရဟံ
လူနတ်မြမာတတ္တဝါအပေါင်းတို့ဤပူဇော်ထုကိုခိုင်တော်မူထိုက်ပါပေ၏အဟံဖရာတပည့်တော်သည်ဗုဒ္ဓံမြတ်စွာဘုရားကိုတရဏံကိုယ်ွယ်အားထားရာဟု၍ကိသာမိယုံကြည်စွာစီကပ်ပါ၏ဓမ္မောတရားတော်မြတ်သည်အကာလိကောအချိန်အခါမလင့်ကောင်းကျိုးချမ်းသာကိုပေးသနာတော်မူတတ်၏အဟံဖရာတပည့်တော်သည်ဓမ္မံတရားတော်မြတ်ကိုတရဏံကိုယ်ွယ်အားထားရာဟု၍ကိသာမိစီကပ်ပါ၏တန်ဃောမြတ်စွာဘုရား၏တပည့်သာငါတော်ရှင်သူမြတ်တို့သည်သုပတိပန်တော်ကောင်းမွန်စွာကျင့်တတ်၏အဟံဘုရားတပည့်တော်သည်တန်ဃံတန်ဃာတော်ရှင်သူမြတ်တို့အားတရဏံကိုယ်ွယ်ရာဟု၍ကိသာမိယုံကြည်စွာစီကပ်ပါ၏တဗ္ဗညုတညာနောနိုင်သမတံတဗ္ဗညုတဉာဏ်တော်ရှိတော်မူသောပုဂ္ဂိုလ်သည်ဗုဒ္ဓဖရာစင်စစ်ဧကံဖြစ်တော်မူပါ၏နဝလောကုတ္တရောကိုယ်ပါသောလောကုတ္တရာတရားတို့သည်ဓမ္မောတရားတော်စင်စစ်ဧကံဖြစ်တော်မူပါပေ၏မဂ္ဂဖလတေထောမတ်ဖို့တို့၌တည်သောပုဂ္ဂိုလ်တို့သည်တန်ဃောတန်ဃာတော်စင်စစ်ဧကံဖြစ်တော်မူပါပေ၏အိစေတံဤယရဏမြတ်သုံးပါးသာလျင်ယရဏတယံအမြတ်ဆုံးသောချစ်ခိုးပူဇော်စရာယရဏတို့မြည်တော်မူပါပေ၏တေနသစ္စာနေထိုသို့မှန်ကန်စွာပြောဆိုရသောသစ္စာစကားကြောင့်သင်္ကာမောတွေ့ဆုံသမျှယံအန္တရေဒုက္ခခက်ခဲဟုသမျှကိုမေဖျားတပည့်တော်အားဇေယမင်္ဂလံအောင်မြင်လုကင်းချမ်းသာခြင်းသည်ဟောတုဖြစ်ပါစေတည်းနမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဗုဒ္ဓလောကေသမုပ္ပန္နောဟိတာယတပ္ပပါဏိနံဓမ္မောလောကေသမုပ္ပန္နောဒုက္ခယတပ္ပပါဏိနံတံဃောလောကေသမုပ္ပန္နောပုည္ညာယတပ္ပပါဏိနံဗုဒ္ဓတေဇေနအရိန္ဒမောဗုဒ္ဓောမေရခတုနေသံဓမ္မတေဇေနမဟာလာဘောဓမ္မောမေရခတုတတ္တာတံဃတေဇေနမဟာယတောတံဃောမေရခတုဒီနေနမောတေဗုဒ္ဓဝိယထုဝိပါမုတောတိတပ္ပတိတမ္ပါဒပတိပန္နောတမိတတမေတရဏံဘဝအရဟံဗုဒ္ဓောဗုဒ္ဓံတရဏံကိသာမိအာကာလိကောဓမ္မောဓမ္မံတရဏံကိသာမိသုပတိပန္နောတံဃောတံဃံတရဏံကိသာမိဗုဒ္ဓောတဗ္ဗညုတညာနောဓမ္မောလောကုတ္တရောနဝတံဃောမဂ္ဂဖလတေထောဣဇေတံယရဏတယံတ
ဒေနာသစ္စာနေသင်္ကာမောဟောတုမေဇယမင်္ဂလံဗုဒ္ဓောဒုက္ခသစ္စာသမုဒယသစ္စာနိရောဓသစ္စာမဂ္ဂသစ္စာဟုဆိုအပ်ကုန်သောသစ္စာလေးပါးမြတ်တရားကိုဇေယမကုတယံဘုဉာဏ်ဖြင့်ပိုင်းခြားတင်ကိုယ်တော်တိုင်သိမြင်တော်မူသောမြတ်စွာဘုရားသည်တပ္ပပါဏိနံခသိင်ကုန်သောတတ္တဝါအပေါင်းတို့၏ဟိတာယမဘုနိဗ္ဗာန်တည်းဟူသောအကျိုးစီးပွားအလို့ငါလောကီတတ္တလောက၌သမုပ္ပန္နောသိစေရတရားများကိုသိမြင်ကြားနာနိုင်ကြစေရန်ပွင့်ထွန်းကြွရောက်တော်မူခဲ့လေပြီဓမ္မောမလေးပါဖူလီတံနိဗ္ဗာန်ပရိယတ္တိဟူသောစေပါသောတရားတော်မြတ်တို့သည်တပ္ပပါဏိနံခသိင်ကုန်သောတတ္တဝါအပေါင်းတို့၏ဒုက္ခယမချမ်းသာဖို့ချမ်းသာနိဗ္ဗာန်ချမ်းသာဟုဆိုအပ်သောချမ်းသာဒုက္ခရကြစေခြင်းအလို့ငါလောကီတတ္တလောက၌သမုပ္ပန္နောဟောကြားပွင့်ထွန်းပေါ်ပေါက်တော်မူခဲ့လေပြီတံဃောမဂ္ဂဒံလေးပါးဖလထံလေးပါးအပေါင်းအားဖြင့်8ပါးကုန်သောယဟန်တန်ဃာတော်အရှင်သူမြတ်တို့သည်တပ္ပပါဏိနံခသိင်ကုန်သောတတ္တဝါအပေါင်းတို့၏ပုံညာယကောင်းမှုကုသိုလ်အကျိုးများဖြစ်ထွန်းတိုးပွားကြစေခြင်းအလို့ငါလောကီတတ္တလောက၌သမုပ္ပန္နောထင်ရှားစွာပေါ်ထွန်းတော်မူခဲ့ကြလေပြီမေဖျားတပည့်တော်သည်ဗုဒ္ဓဒေဇေနရှင်တော်မြတ်ဖျားဤတကူရှင်သောမေတ္တာတော်အာနုဘောကြောင့်အရိန္ဒမောယံပေါင်းကိုအောင်နိုင်ခြင်းသည်ဟောတုဖြစ်ပါစေတည်းဗုဒ္ဓောမြတ်စွာဘုရားသည်မေဖျားတပည့်တော်အားနေဆံထာဝစဉ်အမြဲရခန္တုစောင့်ရှောက်တော်မူပါစေတည်းမေဖျားတပည့်တော်သည်ဓမ္မတေဇေနတရားတော်မြတ်ဤတကူရှင်သောမေတ္တာတော်အာနုဘောကြောင့်မဟာလာဘောကြီးမားသောလက်လာဘပေါ်များခြင်းသည်ဟောတုဖြစ်ပါစေတည်းဓမ္မောတရားတော်မြတ်သည်မေဖျားတပည့်တော်အားတရာအခါခတ်သိရခတုစောင့်ရှောက်တော်မူပါစေတည်းမေဖျားတပည့်တော်အားတန်ခတေစီနတန်ဃာတော်မြတ်တို့ဤတကူရှင်သောမေတ္တာတော်အာနုဘောကြောင့်မဟာယသောကြီးမြတ်သောအရှံယံပေါ်များခြင်းသည်ဟောတုဖြစ်ပါစေတည်းတန်ဃောတန်ဃာတော်မြတ်တို့သည်မေဖျားတပည့်တော်အားဒီနေ့တိုင်းသာလျင်ရခတုစောင့်ရှောက်တော်မူပါစေတည်းဝီရလွန်စွာကြီးမားတော်မူလာသောလုံလဝရိယလည်းရှိတော်မူထသောဗုဒ္ဓသုံးလူထိုထားရှင်တော်မြတ်ဖေယာတေရှင်တော်မြတ်စွာဘုရားအားမေဖျားတပည့်တော်ဤနမောပူဇော်ဝတ်ဆင်းချစ်ကိုခြင်းသည်အတုဖြစ်ပါစေတည်းတွန်ရှင်တော်မြတ်စွာဘုရားသည်တပ္ပတိအထဘဝအောက်အဝီစီရှိသည်မြယထာနာတို့၌ဝိပမုတ်တော်နှိစ္စကလူယံဟုသည်မြကင်ပါလာသည်
အာတိဧကံစင်စစ်အမှန်ဖြစ်ပါ၏အရှင်ဖေယအဟံဖရာတပည့်တော်မှာမူကားတမ္ပါဒပတိပန္နောကျင်းမြောင်းချုပ်ချေရန်သူလက်ဝေ၌ဒုက္ခအခက်အခဲနှင့်ရင်ဆိုင်တွေ့ကြုံနေရသည်အသမိန်ဖြစ်ပါတော့သည်အရှင်ဖေယတွန်အရှင်ဖေယသည်တတ္တမေချမ်းသာကင်းဝေးဒုက္ခဘေးရောက်၍နေသောဖရာတပည့်တော်ဤတရဏံကိုယ်ွယ်အားထားပုံအောင်မိကိုရသည်ဘဝဖြစ်တော်မူပါအရှင်ဖေယဗုဒ္ဓသုံးလူရှင်ပင်မြတ်သခင်သည်အရဟံလူနတ်မြမတတ္တဝါအပေါင်းတို့ဤပူဇော်ထုကိုခိုင်တော်မူထိုက်ပါပေ၏အဟံဖရာတပည့်တော်သည်ဗုဒ္ဓမြတ်စွာဘုရားကိုတရဏံကိုယ်ွယ်အားထားရဟု၍ကိစ္ဆာမိယုံကြည်စွာစီကပ်ပါ၏ဓမ္မောတရားတော်မြတ်သည်အကာလိကောအချိန်အခါမလင့်ကောင်းကျိုးချမ်းသာကိုပေးသနာတော်မူတတ်၏အဟံဖရာတပည့်တော်သည်ဓမ္မံတရားတော်မြတ်ကိုတရဏံကိုယ်ွယ်အားထားရဟု၍ကိစ္ဆာမိစီကပ်ပါ၏တန်ဃောမြတ်စွာဘုရား၏တပည့်သားငါတော်ရှင်သူမြတ်တို့သည်သုပ္ပတိပန္နောကောင်းမွန်စွာကျင့်တတ်၏အဟံဘုရားတပည့်တော်သည်တန်ဃံတန်ဃာတော်ရှင်သူမြတ်တို့အားတရဏံကိုယ်ွယ်ရာဟု၍ကိစ္ဆာမိယုံကြည်စွာစီကပ်ပါ၏တဗ္ဗညုတညာနောနိုင်သမတံတဗ္ဗညုတဉာဏ်တော်ရှိတော်မူသောပုဂ္ဂိုလ်သည်ဗုဒ္ဓဖရာစင်စစ်ဧကံဖြစ်တော်မူပါ၏နဝလောကုတ္တရောကိုယ်ပါသောလောကုတ္တရာတရားတို့သည်ဓမ္မောတရားတော်စင်စစ်ဧကံဖြစ်တော်မူပါပေ၏မဂ္ဂဖလတေထောမတ်ဖို့တို့၌တည်သောပုဂ္ဂိုလ်တို့သည်တန်ဃောတန်ဃာတော်စင်စစ်ဧကံဖြစ်တော်မူပါပေ၏ဣစေတံဤယရဏမြတ်သုံးပါးသာလျင်ယရဏတယံအမြတ်ဆုံးသောချစ်ကိုပူဇော်စရာယရဏတို့မြည်တော်မူပါပေ၏တေနသစ္စာနေထိုသို့မှန်ကန်စွာပြောဆိုရသောသစ္စာစကားကြောင့်သင်္ကာမောတွေ့ဆုံသမျှယံအန္တရေဒုက္ခအခက်ခဲဟုသမျှကိုမေဖျားတပည့်တော်အားဇေယမင်္ဂလံအောင်မြင်လုကင်းချမ်းသာခြင်းသည်ဟောတုဖြစ်ပါစေတည်းနမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဗုဒ္ဓလောကေသမုပ္ပန္နောဟိတာယတပ္ပပါဏိနံဓမ္မောလောကေသမုပ္ပန္နောဒုက္ခယတပ္ပပါဏိနံတံဃောလောကေသမုပ္ပန္နောပုည္ညာယတပ္ပပါဏိနံဗုဒ္ဓတေဇေနအရိန္ဒမောဗုဒ္ဓောမေရခတုနေသံဓမ္မတေဇေနမဟာလာဘောဓမ္မောမေရခတုတတ္တာတံဃတေဇေနမဟာယတော
တံဂောမိရခတုတိနေနမောတေဗုဒ္ဓဝိယထုဝိပါမုဒ္ဒောတိတပ္ပတိတမ္ပါဒပတိပန္နောတမေတတမေတရဏံဘဝအရဟံဗုဒ္ဓောဗုဒ္ဓံတရဏံကိသာမိအာကာလိကောဓမ္မောဓမ္မံတရဏံကိသာမိသုပတိပန္နောတံဃောတံဃံတရဏံကိသာမိဗုဒ္ဓောတပိညုတညာနောဓမ္မောလောကုတ္တရောနဝတံဃောမကဖလတေထောဣဇိတံယရဏတေယံဒီနာသစ္စာနေသင်္ကာမောဟောတုမေဇယမင်္ဂလံဗုဒ္ဓောဒုက္ခသစ္စာသမုဒိယသစ္စာနိရောဓသစ္စာမဂ္ဂသစ္စာဟုဆိုအပ်ကုန်သောသစ္စာလေးပါးမြတ်တရားကိုဇေယမကုတယံဘုဉာဏ်ဖြင့်ပိုင်းခြားတင်ကိုယ်တော်တိုင်သိမြင်တော်မူသောမြတ်စွာဘုရားသည်တပ္ပပါဏိနံခသိင်ကုန်သောတတ္တဝါပေါင်းတို့၏ဟိတာယမဘုနိဗ္ဗာန်တည်းဟူသောအကျိုးစီးပွားအလို့ငါလောကီတတ္တလောက၌သမုပ္ပန္နောသိစေရာတရားများကိုသိမြင်ကြားနာနိုင်ကြစေရန်ပွင့်ထွန်းကြွရောက်တော်မူခဲ့လေပြီဓမ္မောမလေးပါဖူလိတံနိဗ္ဗာန်ပရိယတ္တိဟူသောစေပါသောတရားတော်မြတ်တို့သည်တပ္ပပါဏိနံခသိင်ကုန်သောတတ္တဝါအပေါင်းတို့၏ဒုက္ခယမချမ်းသာဖူချမ်းသာနိဗ္ဗာန်ချမ်းသာဟုဆိုအပ်သောချမ်းသာဒုက္ခရကြစေခြင်းအလို့ငါလောကီတတ္တလောက၌သမုပ္ပန္နောဟောကြားပွင့်ထွန်းပေါ်ပေါက်တော်မူခဲ့လေပြီတံဃောမဂ္ဂဒံလေးပါးဖလထံလေးပါးအပေါင်းအားဖြင့်7ပါးကုန်သောယဟန်တန်ဃာတော်အရှင်သူမြတ်တို့သည်တပ္ပပါဏိနံခသိင်ကုန်သောတတ္တဝါအပေါင်းတို့၏ပုံညာယကောင်းမှုကုသိုလ်အကျိုးများဖြစ်ထွန်းတိုးပွားကြစေခြင်းအလို့ငါလောကီတတ္တလောက၌သမုပ္ပန္နောထင်ရှားစွာပေါ်ထွန်းတော်မူခဲ့ကြလေပြီမေဖျားတပည့်တော်သည်ဗုဒ္ဓဒေဇေနရှင်တော်မြတ်ဖျားဤတကူချိန်သောမေတ္တာတော်အာနုဘောကြောင့်အရိန္ဒမောယံပေါင်းကိုအောင်နိုင်ခြင်းသည်ဟောတုဖြစ်ပါစေတည်းဗုဒ္ဓောမြတ်စွာဘုရားသည်မေဘုရားတပည့်တော်အားနေဆံထာဝစဉ်အမြဲရခန္တုစောင့်ရှောက်တော်မူပါစေတည်းမေဘုရားတပည့်တော်သည်ဓမ္မတေဇေနတရားတော်မြတ်ဤတကူချိန်သောမေတ္တာတော်အာနုဘောကြောင့်မဟာလာဘောကြီးမားသောလတ်လာဘပေါ်များခြင်းသည်ဟောတုဖြစ်ပါစေတည်းဓမ္မောတရားတော်မြတ်သည်မေဖျားတပည့်တော်အားတရာအခါခတ်သိရခတုစောင့်ချောက်တော်မူပါစေတည်းမေဖျားတပည့်တော်အားတံဃာတေစီနာတံဃာတော်မြတ်တို့ဤတကူချိန်သောမေတ္တာတော်အာနုဘောကြောင့်မဟာယသောကြီးမြတ်သောအရှံယံပေါ်များခြင်းသည်ဟောတုဖြစ်ပါစေတည်းတံဃောတံဃာတော်မြတ်တို့သည်မေဖျားတပည့်တော်အားတ
ဒီနေတိုင်းသာလျင်ရဂတုစောင့်ရှောက်တော်မူပါစေတည်းဝီရလွန်စွာကြီးမားတော်မူလာသောလုံလာဝရိယလည်းရှိတော်မူထသောဗုဒ္ဓသုံးလူထိုထားခြင်းတော်မြတ်ဖေယာတေခြင်းတော်မြတ်စွာဘုရားအားမေဘုရားတပည့်တော်ဤနမောပူဇော်ဝတ်ဆင်းချစ်ကိုခြင်းသည်အတုဖြစ်ပါစေတည်းတွန်ခြင်းတော်မြတ်စွာဘုရားသည်တပ္ပတိအထဘဝအောက်အဝီစီရှိသည်မြယထာနာတို့၌ဝိပမုတ်တော်နှိစ္စကလူယံဟုသမျှကင်ပါလာသည်အာတိဧကံစင်စစ်အမှန်ဖြစ်ပါ၏အရှင်ဖေယအဟံဘုရားတပည့်တော်မှာမူကားတမ္ပါဒပတိပန္နောကျင်းမြောင်းချုပ်ချေရန်သူလက်ဝေ၌ဒုက္ခအခက်အခဲနှင့်ရင်ဆိုင်တွေ့ကြုံနေရသည်အသမိန်ဖြစ်ပါတော့သည်အရှင်ဖေယတွန်အရှင်ဖေယသည်တတ္တမေချမ်းသာကင်းဝေးဒုက္ခဘေးရောက်၍နေသောဘုရားတပည့်တော်ဤတရဏံကိုယ်ွယ်အားထားပုံအောင်မိကိုရသည်ဘဝဖြစ်တော်မူပါအရှင်ဖေယဗုဒ္ဓသုံးလူရှင်ပင်မြတ်သခင်သည်အရဟံလူနတ်မြမတတ္တဝါအပေါင်းတို့ဤပူဇော်ထုကိုခိုင်တော်မူထိုက်ပါပေ၏အဟံဘုရားတပည့်တော်သည်ဗုဒ္ဓမြတ်စွာဘုရားကိုတရဏံကိုယ်ွယ်အားထားရဟု၍ကိစ္ဆာမိယုံကြည်စွာစီကပ်ပါ၏ဓမ္မောတရားတော်မြတ်သည်အကာလိကောအချိန်အခါမလင့်ကောင်းကျိုးချမ်းသာကိုပေးသနာတော်မူတတ်၏အဟံဖရာတပည့်တော်သည်ဓမ္မံတရားတော်မြတ်ကိုတရဏံကိုယ်ွယ်အားထားရဟု၍ကိစ္ဆာမိစီကပ်ပါ၏တန်ဃောမြတ်စွာဘုရား၏တပည့်သာငါတော်ရှင်သူမြတ်တို့သည်သုပတိပန္နောကောင်းမွန်စွာကျင့်တတ်၏အဟံဘုရားတပည့်တော်သည်တန်ခံတန်ဃာတော်ရှင်သူမြတ်တို့အားတရဏံကိုယ်ွယ်ရာဟု၍ကိစ္ဆာမိယုံကြည်စွာစီကပ်ပါ၏တဗ္ဗညုတညာနောနိုင်သမတံတဗ္ဗညုတဉာဏ်တော်ရှိတော်မူသောပုဂ္ဂိုလ်သည်ဗုဒ္ဓဖျားစင်စစ်ဧကံဖြစ်တော်မူပါ၏နဝလောကုတ္တရောကိုယ်ပါသောလောကုတ္တရာတရားတို့သည်ဓမ္မောတရားတော်စင်စစ်ဧကံဖြစ်တော်မူပါပေ၏မဂ္ဂဖလတေထောမတ်ဖို့တို့၌တည်သောပုဂ္ဂိုလ်တို့သည်တန်ဃောတန်ဃာတော်စင်စစ်ဧကံဖြစ်တော်မူပါပေ၏အိစေတံဤယရဏမြတ်သုံးပါးသာလျင်ယရဏတယံအမြတ်ဆုံးသောချစ်ကိုပူဇော်စရာယရဏတို့မြည်တော်မူပါပေ၏တေနသစ္စာနေထိုသို့မှန်ကန်စွာပြောဆိုရသောသစ္စာစကားကြောင့်သင်္ကာမောတွေ့ဆုံသမျှယံအန္တရေဒုက္ခခက်ခဲဟုသမျှကိုမေဖျားတပည့်တော်အားဇေယမင်္ဂလံအောင်မြင်လုကင်းချမ်းသာခြင်းသည်ဟောတုဖြစ်ပါစေတည်းနမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗုဒ္ဓဝါတော
อรหัตโตตัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอรหัตโตตัมมาสัมพุทธัสสะဗုဒ္ဓလောကေသမုပ္ပန္နောဟိတာယတပ္ပပါဏိနံဓမ္မောလောကေသမုပ္ပန္နောဒုက္ခယတပ္ပပါဏိနံတံဃောလောကေသမုပ္ပန္နောပုည္ညာယတပ္ပပါဏိနံဗုဒ္ဓတေဇေနအရိန္ဒမောဗုဒ္ဓောမေရခတုနေသံဓမ္မတေဇေနမဟာလာဘောဓမ္မောမေရခတုတတ္တာတံဃတေဇေနမဟာယတောတံဃောမေရခတုဒီနေနမောတေဗုဒ္ဓဝိယထုဝေဘာမုဒ္ဒောတိတပ္ပတိတမ္ပါဒပတိပန္နောတမိတတမေတရဏံဘဝအရဟံဗုဒ္ဓောဗုဒ္ဓံတရဏံကိသာမိအာကာလိကောဓမ္မောဓမ္မံတရဏံကိသာမိသုပတိပန္နောတံဃောတံဃံတရဏံကိသာမိဗုဒ္ဓောတပိညုတညာနောဓမ္မောလောကုတ္တရောနဝတံဃောမက္ကဖလတေထောဣဇေတံယရဏတေယံဒီနာသစ္စာနေသင်္ကာမောဟောတုမေဇယမင်္ဂလံဗုဒ္ဓောဒုက္ခသစ္စာသမုဒိယသစ္စာနိရောဓသစ္စာမဂ္ဂသစ္စာဟုဆိုအပ်ကုန်သောသစ္စာလေးပါးမြတ်တရားကိုဇေယမကုတယံဘုဉာဏ်ဖြင့်ပိုင်းခြားတင်ကိုယ်တော်တိုင်သိမြင်တော်မူသောမြတ်စွာဘုရားသည်တပ္ပပါဏိနံခသိင်ကုန်သောတတ္တဝါအပေါင်းတို့၏ဟိတာယမဘုနိဗ္ဗာန်တည်းဟူသောအကျိုးစီးပွားအလို့ငါလောကေတတ္တလောက၌သမုပ္ပန္နောသိစေရတရားများကိုသိမြင်ကြားနာနိုင်ကြစေရန်ပွင့်ထွန်းကြွရောက်တော်မူခဲ့လေပြီဓမ္မောမလေးပါဖူလိတံနိဗ္ဗာန်ပရိယတ္တိဟူသောစေပါသောတရားတော်မြတ်တို့သည်တပ္ပပါဏိနံခသိင်ကုန်သောတတ္တဝါအပေါင်းတို့၏ဒုက္ခယမချမ်းသာဖို့ချမ်းသာနိဗ္ဗာန်ချမ်းသာဟုဆိုအပ်သောချမ်းသာဒုက္ခရကြစေခြင်းအလို့ငါလောကေတတ္တလောက၌သမုပ္ပန္နောဟောကြားပွင့်ထွန်းပေါ်ပေါက်တော်မူခဲ့လေပြီတံဃောမဂ္ဂဒံ၄ပါးဖလထံ၄ပါးအပေါင်းအားဖြင့်၈ပါးကုန်သောယဟန်တန်ဃာတော်အရှင်သူမြတ်တို့သည်တပ္ပပါဏိနံခသိင်ကုန်သောတတ္တဝါအပေါင်းတို့၏ပုံညာယကောင်းမှုကုသိုလ်အကျိုးများဖြစ်ထွန်းတိုးပွားကြစေခြင်းအလို့ငါလောကေတတ္တလောက၌သမုပ္ပန္နောထင်ရှားစွာပေါ်ထွန်းတော်မူခဲ့ကြလေပြီမေဖျားတပည့်တော်သည်ဗုဒ္ဓတေဇေနရှင်တော်မြတ်ဖျားဤတကူရှင်သောမေတ္တာတော်အာနုဘောကြောင့်အရိန္ဒမောယံပေါင်းကိုအောင်နိုင်ခြင်းသည်ဟောတုဖြစ်ပါစေတည်းဗုဒ္ဓမြတ်စွာဘုရားသည်မေဘုရားတပည့်တော်အားနေဆံထာဝစဉ်အမြဲရခံသူစောင့်ရှောက်တော်မူပါစေတည်းမေဘုရားတပည့်တော်သည်ဓမ္မတေဇေန
တရားတော်မြတ်ဤတကူချိန်သောမေတ္တာတော်အာနုဘောကြောင့်မဟာလာဘောကြီးမားသောလတ်လာဘပေါ်များခြင်းသည်ဟောတုဖြစ်ပါစေတည်းဓမ္မောတရားတော်မြတ်သည်မေဖျားတပည့်တော်အားတရာအခါခတ်သိရခတုစောင့်ချောက်တော်မူပါစေတည်းမေဖျားတပည့်တော်အားတန်ခတေစီနာတန်ဃာတော်မြတ်တို့ဤတကူချိန်သောမေတ္တာတော်အာနုဘောကြောင့်မဟာယသောကြီးမြတ်သောအရှင်ယံပေါ်များခြင်းသည်ဟောတုဖြစ်ပါစေတည်းတန်ဃောတန်ဃာတော်မြတ်တို့သည်မေဖျားတပည့်တော်အားဒီနေ့တိုင်းသာလျင်ရဂတုစောင့်ရှောက်တော်မူပါစေတည်းဝီရလွန်စွာကြီးမားတော်မူလာသောလုံလာဝရိယလည်းရှိတော်မူထသောဗုဒ္ဓသုံးလူထောထားခြင်းတော်မြတ်ဖေယာတေခြင်းတော်မြတ်စွာဘုရားအားမေဖျားတပည့်တော်ဤနမောပူဇော်ဝတ်ဆင်းချစ်ခိုးခြင်းသည်အတုဖြစ်ပါစေတည်းတွန်ခြင်းတော်မြတ်စွာဘုရားသည်တပ္ပတိအထဘဝအောက်အဝီစီရှိသမျှယထာနာတို့၌ဝိပမုတ်တော်နှိစ္စကလူယံဟုသမျှကင်ပါလာသည်အာတိဧကံစင်စစ်အမှန်ဖြစ်ပါ၏အရှင်ဖေယအဟံဘုရားတပည့်တော်မှာမူကားတမ္ပါဒပတိပန္နောကျင်းမြောင်းချုပ်ချေရန်သူလက်ဝင်၌ဒုက္ခအခက်ခဲနှင့်ရင်ဆိုင်တွေ့ကြုံနေရသည်အသမိန်ဖြစ်ပါတော့သည်အရှင်ဖေယတွန်အရှင်ဖေယသည်တတ္တမေချမ်းသာကင်းဝေးဒုက္ခဘေးရောက်၍နေသောဘုရားတပည့်တော်ဤတရဏံကိုယ်ွယ်အားထားပုံအောင်မိကိုရသည်ဘဝဖြစ်တော်မူပါအရှင်ဖေယဗုဒ္ဓသုံးလူရှင်ပင်မြတ်သခင်သည်အရဟံလူနတ်မြမတတ္တဝါအပေါင်းတို့ဤပူဇော်ထုကိုခိုင်တော်မူထိုက်ပါပေ၏အဟံဘုရားတပည့်တော်သည်ဗုဒ္ဓမြတ်စွာဘုရားကိုတရဏံကိုယ်ွယ်အားထားရဟု၍ကိစ္ဆာမိယုံကြည်စွာစီကပ်ပါ၏ဓမ္မောတရားတော်မြတ်သည်အကာလိကောအချိန်အခါမလင့်ကောင်းကျိုးချမ်းသာကိုပေးသနာတော်မူတတ်၏အဟံဘုရားတပည့်တော်သည်ဓမ္မံတရားတော်မြတ်ကိုတရဏံကိုယ်ွယ်အားထားရဟု၍ကိစ္ဆာမိစီကပ်ပါ၏တန်ဃောမြတ်စွာဘုရား၏တပည့်တာငါတော်ရှင်သူမြတ်တို့သည်သုပ္ပတိပန္နောကောင်းမွန်စွာကျင့်တတ်၏အဟံဘုရားတပည့်တော်သည်တန်ခံတန်ဃာတော်ရှင်သူမြတ်တို့အားတရဏံကိုယ်ွယ်ရာဟု၍ကိစ္ဆာမိယုံကြည်စွာစီကပ်ပါ၏တဗ္ဗညုတညာနောနိုင်သမတံတဗ္ဗညုတဉာဏ်တော်ရှိတော်မူသောပုဂ္ဂိုလ်သည်ဗုဒ္ဓဖျားစင်စစ်ဧကံဖြစ်တော်မူပါ၏နဝလောကုတ္တရောကိုပါသောလောကုတ္တရာတရားတို့သည်ဓမ္မောတရားတော်စင်စစ်ဧကံဖြစ်တော်မူပါပေ၏မဂ္ဂဖလတေထောမတ်ဖို့တို့၌တည်သောပုဂ္ဂိုလ်တို့သည်တန်ဃောတန်ဃာတော်စင်စစ်ဧကံဖြစ်တော်မူပါပေ၏အိစေတံ
ဤယရဏမြတ်သုံးပါးသာလျင်ယရဏတယံအမြတ်ဆုံးသောချစ်ခိုးပူဇော်စရာယရဏတို့မြည်တော်မူပါပေ၏တေနသစ္စာနေထိုသို့မှန်ကန်စွာပြောဆိုရသောသစ္စာစကားကြောင့်သင်္ကာမောတွေ့ဆုံသမျှယံအန္တရေဒုက္ခခက်ခဲဟုသမျှကိုမေဖျားတပည့်တော်အားဇေယမင်္ဂလံအောင်မြင်လုကင်းချမ်းသာခြင်းသည်ဟောတုဖြစ်ပါစေတည်း